ဝဆိုတာဘာအတွက်လဲကိုဘဝဆိုတာဘာအတွက်လဲကိုဒီလောကကြီးရဲ့ရောက်လာတာဘာအတွက်လဲဆိုတာကိုဖာကိုဆုံးဖြတ်ရမယ်ကိစ္စပဲတခြားလူတွေပြောလို့လည်းမရဘူးတခြားလူတွေလုပ်ပေးလို့လည်းမရဘူးကိုဖာကိုဆုံးဖြတ်ရမယ်အဲ့တော့နောက်ဆုံးကြတော့ကျမတို့ဒီလောကကြီးရဲ့ရောက်လာတာဟာယူဖို့တက်လားပေးဖို့လားအပေးယူမျှဖို့လားဆိုတာအဲ့ဒါကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်ကျမတို့ကလူသားတွေဆိုတော့အများသဖြင့်ပေးဖို့တက်ဆိုတာအဲ့ဒီလိုလုပ်နိုင်တဲ့လူကတော့လူနည်းစုပါပဲအပေးအယူမျှတယ်ဆိုတာဟာကောင်းပါတယ်မျှတတာကိုကလည်းပေးမယ်ကိုလည်းယူမယ်ကိုလည်းရယူခြင်းနဲ့ဆိုတော့ဒါလည်းအင်တာမသဘာဝကြပါတယ်ဒါဟာပုရုဇဉ်လူသားတွေဆိုတာဒီလိုပဲရှိရမှာပဲအဲ့တော့ကျမတို့အနေနဲ့ပေးပါလို့တောင်းဆိုပိုင်ခွင့်မရှိပါဘူးဒါပေမဲ့အပေးယူဆိုတာမျှရမယ်ကိုကပို့ပြီးတော့ရခြင်းနဲ့ဆိုတော့စိတ်ဓာတ်ကဆိုရင်တော့ကို့အတွက်လည်းမကောင်းဘူးကို့ပါဝေးခြင်းအတွက်လည်းမကောင်းဘူးလို့ကျမထင်တယ်ကိုယူသလောက်တော့ပေးမယ်ဆိုတော့မာနလေးတော့အလုံးမှာရှိစေခြင်းဒါတန်ဖိုးရှိတဲ့လူသားဆိုတာဒါပဲအ ਨੇ ဆုံးတော့ကိုယူသလောက်ပြန်ပေးရမယ်ကိုယူထားတဲ့နည်းနည်းပို့ပြီးပြန်ပေးနိုင်ရင်တော့ပို့ပြီးတော့တန်ဖိုးရှိပါတယ်လို့ကျွန်တော်ပြောပြရစီ